WavePay နဲ့ Mytel Wi-Fi ဘေးဆောင်နေလေးကိုဖြိုးပြပေးပါမယ်ရှင်။ WavePay အကောင့်ထဲဝင်လိုက်ပါမယ်ရှင်။ ဒီယာကိုရောက်ရင်အပေါ်ကိုနည်းနည်းဆွဲလိုက်ပါမယ်ရှင်။မြားပြထားတဲ့နေရာကိုနှိပ်ပါမယ်ရှင်။ဒီနေရာမှာအကောင့်နံပါတ်နဲ့ဝင်လို့ရသလိုစာချုပ်မှတ်ပုံတင်မှတ်နဲ့လည်းဝင်လို့ရပါတယ်။ဖုန်းနံပါတ်နဲ့လည်းဝင်လို့ရပါတယ်ရှင်။အခုပြပေးမှာကဖုန်းနံပါတ်နဲ့ပြပေးမှာဆိုတော့ဖုန်းနံပါတ်ကိုပဲရွေးလိုက်ပါတယ်ရှင်။ပြီးရင်တော့ဖုန်းနံပါတ်ထည့်ပေးလိုက်ပါမယ်ရှင်။မြားပြထားတဲ့နေရာကိုနှိပ်ပါမယ်ရှင်။မြားပြထားတဲ့နေရာကိုပဲဆက်နှိပ်ပါမယ်ရှင်။ဒီနေရာမှာ1လစာ3လစာ6လစာ9လစာ12လစာကြိုက်တာကိုရွေးလို့ရပါတယ်ရှင်။ကျွန်မကတော့အခုပြပေးမှာက1လစာနဲ့ပြပေးမှာဖြစ်တဲ့အထက်1လစာကိုပဲရွေးလိုက်ပါတယ်ရှင်။ပြီးရင်မြားပြထားတဲ့နေရာကိုနှိပ်ပါရှင်။မြားပြထားတဲ့နေရာကိုပဲဆက်နှိပ်ပါရှင်။လောက်ဆောင်မီကိုနှိပ်ပြီးတော့ password ကိုရိုက်ထည့်လိုက်ရင် Mytel Wi-Fi ပေးဆောင်လောက်အောင်မြင်သွားပါပြီရှင်။